တော်လေးခါကြတယ်လေဒီ ဟိုလေဒါပတ်ဝန်းကျင်ကတော့အားလုံးယူဆိုင်မယ်ဆိုလို့ရှိရင်ဒီတိုင်းပဲလေကိုမဖြစ်သေးခင်တော့ပတ်ဝန်းကျင်သူများလိုက်ပြောနေတာပဲအဲ့ဒါဆရာပြောသလိုအမေ6တပါးရောင်းနေဆရာရဲ့ရောင်းတော့ तू ကဟိုတောင်ပြောမြပြောလူတွေကပြောတော့အတမကလည်းစစ်ကြည့်ချင်တယ်ပေါ့ အဲ့လိုပြောတဲ့ဖေးနေတော့တော့လေ तू ကအဲ့ဖေးနေဆရာအဲ့လိုပြောတယ်ဟောတရက်ကတ်နေတာတဲ့နင်းအမေရတဲ့မရှိတော့ဘူးတဲ့တရက်ကတ်နေတာအဲ့တရက်ကစားနေတာဆိုကိုလည်းအမေအခုရပိုင်းမှာပြန်စားလာဆိုတော့ကိုကျွေးရတာတော့ဟိုနေ့မဖြစ်ပါဆရာရဲ့ဒါပေမဲ့အဲ့လိုမျိုးပြောတော့ကိုလည်းစိတ်ထဲမှာကလေးကောက်ဖြစ်တယ်မဟုတ်ဘူးစစ်ကြည့်ချင်တယ်ဆိုတော့အဲ့တော့ဆိုတော့ဟိုကမယုံဆရာတကယ်တော့ယုံတာတော့မယုံဘူးမယုံဒါပေမဲ့ပျောက်စေခြင်းနဲ့စိတ်နဲ့ပေါ့ပျောက်စေခြင်းနဲ့စိတ်နဲ့ပေါ့ကင်းရှင်ဝိုင်းပြီးကိုကြီးရဲ့ဆရာကောင်းနဲ့တမီးတို့တွေးကျင်တယ်ကိုကြီးရဲ့ကိုကြီးရှာပါလို့ဆိုတော့အဲ့ဒါဒီတရားနဲ့တော်တွေမှာပဲလောက်တာဆရာအဲ့ဒါကိုစိတ်ထဲမှာဒီမှာမသုံးမတန်ဖြစ်လို့ဒီမှာညီမတွေတိုင်ပင်ပြီးတော့မအောင်ပြောတာငါတို့ဒီမှာအစ်မပြေဘူးဒီမှာအမေကိုမကြည့်လည်းမကြည့်ရဘူးသူခန်းစားနဲ့ချက်တော့တည်းရောင်းလိုက်ကြပါလိုက်ဆရာအဲ့လိုဖြစ်ဆရာကောင်းနဲ့ပဲတွေးကျင်တယ်ကိုကြီးရဲ့ရှာပါလို့ဆိုတော့ကိုကြီးကလိုင်းပေါ်မှာရှာလိုက်ပြီလဲကူးမှာကျွန်တော်တယောက်ကြုံမှုတယ်သူအသက်80လောက်မှာ TV သွားဖြစ်လိုက်တာ TV ပြောတော့ TV ဈေးကလူအားပိတ်နေပြီလေဟုတ်လားအဲ့ TV လေးတော့ဘုံနဲ့အိပ်ရတယ်လဲပြီးအရိုးကြောက်ပုံစံမျိုးဖြစ်သွားတော့ရက်ကွက်ကလည်းဖုတ်သွားအမဆရာပေါင်းကျွန်တော်ကျွန်တော်လဲတော့နောက်ဆုံးဘယ်လိုဖြစ်သွားဆိုဖះကမ်းမှာပဲတမန်တလေးနဲ့အောက်မှာဖျားလေးတစ်ချက်ပဲခင်းနေတာအခုလိုဆောင်းခင်းမထားတော့ကလေးရစားမကန်ရတော့သားသမီးတွေရစားအဲ့နောက်မှကျွန်တော်သွားစစ်ပြီးတော့မှဇင်းမြစ်လိုက်တော့မှ TV ဆေးကြောင်မလို့လူကအခုကကြာဆင်းပြီးတော့အဲ့ဘုံလဲတော့အားရပြတ်သွားတာပေါ့နော်အဲ့အမျိုးကြီးလည်းရှိတတ်တယ်နော်ပတ်ဝန်းကျင်တော့ဆိုတော့ကျွန်တော်ပြောသူတို့မဖြစ်သေးသူတွေကတော့သူများလိုက်ပြီးလက်ညှိုးထိုးနေအောင်ပါပဲအဲ့တော့ခေါင်းထဲဆိုင်စီရမလို့အဲ့လိုပြောရလို့ရှင်ဘဝရိတ်တာခေါ်သွားတယ်ဒီထက်ဆိုးတဲ့လူနာတွေအများကြီးရှိဒီထက်ဆိုးတဲ့အသက်ကြီးပြုံတွေအများကြီးရှိတမိုးကလည်းဆရာကိုခေါ်ပြီးတော့လူတွေသိအောင်ပေါ့နော်ကို့အမေကဘာမှမရှိရင်လည်းမရှိဘူးရှိတယ်ဆိုလည်းဆရာကုပေးလိုက်မယ်ဆိုပြီးတော့တမိုးကအဲ့လိုမျိုးဖြစ်လိုက်တာအခုတော့ကိုလည်းစိတ်ရှင်းသွားဆရာပြောလို့နောက်မှဆိုဒီနေ့လူတွေထင်နေတော့ကိုတွေကလည်းစိတ်ဆင်းရတယ်လေဆရာရဲ့စိတ်ကိုရဟိုကပြောလိုက်ကိုရနားမလဲတော့ဆရာပြေးပူလိုက်ပြန်ကိုရတော့ကိုမိဘကိုထိလဲထိလဲတိုင်လဲတိုင်အဲ့လိုမဖြစ်နိုင်ဘူးဆိုပြီးတော့ခုမှဟိုလူကပြောလို့ဒီလူကပြောလို့လောက်ရတယ်အမေတို့လည်းကိုလိုက်လို့တော့ဆရာကောင်းနဲ့တွေးကြည့်နေကိုကြီးရဲ့လုပ်ပေးပါအဲ့လည်းလိုက်မလုပ်သေးဆရာဟိုနေဟိုကပါဇက်ကပြောလိုက်တာမော်လေးတော့လိန်နေသူကြတော့အမားတို့ကျွန်တော်ပြောလို့ချပြလို့မရဘူးလေချပြလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမားတို့ပါဇက်ကလေးနဲ့ပဲစိုက်ကိုသွင်းသွားမှာသူတို့အမားတို့ပျောက်ချင်စောနဲ့သူတို့လုံးမယ်ဟလာပတ်စံပေးရင်ပတ်စံတောင်းရင်သူတို့ပေးမယ်အဲ့တော့အမားတို့ကသူတို့တော်တော်လေးလိန်စားနေရုံပဲဟလာဆရာကောင်းသမားကောင်းမှန်တယ်ဆိုလို့ရှိရင်တော့အတီးလင်းချပြမှာခင်ဗျားမေဒါဖြစ်တာကဲကျွန်တော်တခါတည်းကုမယ်တခါတည်းပြောင်းမယ်သဘောတည်းကငွေတောင်းနေဆိုတော့ဘလောက်ပေးကြောက်ကိုပြောင်းမယ်အာမခံပြီးပြန်နေပူသွားပါသဘောတရားကိုပြဟဲ့လားဆရာတို့တွေကတော့မတို့ရက်ချင်းနေလျှောက်ပြီးဘယ်နှစ်ရက်နေဘာဖြစ်တယ်ညာဖြစ်တယ်လျှောက်ပြီးပြောပေးလိုက်မှာပဲနောက်ဆုံးဖျောင်းနိုင်လေးတွေပေးလိုက်မယ်ဟဲ့လားတောက်ရေမန်းဆိုပြီးတော့ရေမန်းလေးတိုက်ခိုင်းမယ်ဆေးလေးတိုက်ခိုင်းမယ်အဲ့ဒါမျိုးပဲသွားမှာဘယောဂမန်လူနာမန်ဆရာမန်နဲ့ဆိုလို့ရှိရင်တထိုင်နဲ့ပြောက်တယ်လက်တစ်ဖြားနဲ့ထိစရာမလိုစက္ကန့်ပိုင်းနဲ့ပြောက်ဒါဘယောဂရဲ့သဘောတဘာဝဆရာတို့တွေရဲ့သဘောတဘာဝကတော့ဟိုဟာပေးဒီဟာပေး6မြောက်ပြီးစားနေပါပဲဟဲ့လားကြောက်တဲ့သူကိုပို့6တယ်ဘာဖြစ်လဲပို့ကြောက်တယ်လေအဲဒီအားကြောင့်မလို့ငွေကတော့ထွက်နေအောင်ပါပဲဒီသဘောပဲเนาะအဲ့တော့ကျွန်တော်ဘက်ကအာမခံတယ်အမားတို့မေဖြစ်နေတာဒီပယောဂတိုက်ခိုင်တော့ရှိလုံးဝမဟုတ်ဘူးเนาะစိတ်ထဲမှာရှင်းရှင်းဒါတန်ရတဲ့ကင်းကင်းဒါအဲ့ဒီကသူအားပြည့်မဲ့အစားအစာမျိုးတွေကျွေးမယ်လားလက်ရှိကျွန်တော်တို့ပါတယ်နာမည်တော်မေ့သွားရင်ဒါစားအထုပ်တွေလာလေဘယ်ဖောင်းတော့နေရခွန်တော့မေ့ဒါလည်းမေ့ဆိုနွားတို့လိုဟာမျိုးတွေအမုံလေးတွေလာလေအင်ရှူပါအင်ရှူပါလို့အဲ့ဒါမျိုးလေးတိုက်အဲ့ဒါမျိုးလေးကျွေးနော်အဲ့ဘယ်ရောကအနောက်ဆက်တော့မဟုတ်ဘူးစိတ်ထဲမှာတော့ရှင်းရှင်းထားပေါ်ပေါ်လာနေနောက်တစ်ခုကကျွန်တော်ပါဝင်ပေါ့တခြားဆရာတွေကပယောဂရှိတယ်ဆရာကျွန်တော်တက်တည်ပြလို့မတို့မှမိပိုင်ဝင်ရှိတယ်ဟုတ်လားကျွန်တော်ဈေးရုံဈေးကဆရာဝန်တွေစီမှာသွားမယ်ဆိုလို့လက်ကျိုးတဲ့လူတော်အဲ့လက်ကျိုးတဲ့အရာဆိုဓာတ်မှန်ပြကဲဒါကတော့ကျိုးသွားပြီဒီတိုင်းကြောက်ပတ် CDC ရင်ပြောင်းမယ်အဲ့မို့စတိကြောင်းထဲပြောင်းမယ်သူတက်တည်နဲ့ပြတာဟုတ်လားအသေးမှာကြောက်တယ်ဆိုလေဒီမှာကြောက်တော့တွေ့တယ်ဒီဟာခွဲထုတ်ရမယ်ဒါတက်သေးရှိတယ်အရာသဘောတဘာဝကိုပြအဲ့တော့အမားတို့မိပါလေဘာတိုက်ခဲဘာနောက်ရှင်းမှမရှိဘူးစိတ်ထဲကရှင်းရှင်းထားနော်ပြောပါလေလုံးဝမဆန်ဘူးဆရာလည်းမဆရာဘူးဒီလိုတွေပတ်စံဘလောက်ပေးရမယ်9000ပေးရမယ်အိမ်တော့မလိုက်လာဘူးဆရာဒီတိုင်းပဲဆန်မပေးလိုက်တယ်တမီးတို့ကလည်းမရှိဘူးမရှိနေကြတယ်ချားပေးမှပြီးတော့စီတာပေးမယ်တဲ့ကိုရီးယားလည်းနားမလဲဘူးဆရာရဲ့ဒီလိုမျိုးရမ်းလို့လေအဲ့တော့တမီးတို့ရမ်းတော့လေယောဂစစ်တယ်လုံးဝမရှိဘူးတဲ့အဲ့ဒါနဲ့အဲ့ဒါဆိုကိုအမေကပြန်ဆင်းလာပြန်ပေါ်လာဆင်းဝင်ပြန်ဆင်းလာဆင်းလာဆင်းဝင်လည်းမရှိဆရာဟိုဆရာပြောသလိုပေါ့ဘယ်ရောက်ကရဲ့ဒီမကောင်းတဲ့အချိန်မှာဖြစ်အဲ့ဒါအဲ့မဲ့တိုင်ဆရာလည်းတိုင်
ဘာမှခေါင်းနဲ့ထည့်မထားနဲ့ ဘုန်းကြီးမဲ့ဖြစ်ဖြစ်ပေါ့နော်အမေကိုဒီသူတောင်းထင်မြောက်ထင်ပြီးထင်တာမထင်ခံနိုင်ဘူးဆိုပြီးတော့အမေကတော့မယုံအမေဒီတိုင်းပဲလူကြီးယောဂပဲ ဒါတော့ပြောစီခြင်းနဲ့စိတ်နဲ့တော့လူကတော့လောက်တာပဲ တောင်းပြောမြောက်ပဲလူတွေကလည်းပောက်ကရပြောနေကြတော့လေကဲစိတ်ရှင်းအောင်လုပ်ပေးမယ်နင်းဖြစ်မောင်နှမကြီးတိုင်နေပြီအာနင်းဖြစ် ကဲခုရင်ရှိရလို့ပြောတဲ့ဆရာတို့ကျွန်တော်လန့်ခေါ်လိုက်ကျွန်တော်လာခဲ့ပေးမယ်နော်ဘာမှပြီးတော့ကျွန်တော်လာခဲ့ပေးမယ်လာပြီးပြန်လာရှင်းပေးမယ်နောက်တော့ကျွန်တော်ပြောခဲ့သလိုဆရာတယောက်နဲ့စစ်ပြီဆိုလို့ကိုယ့်ဘက်ကမေးပိုင်ဝင်နေအများကြီးရှိတယ်နော်အများကြီးရှိတယ်ဒါပယောကမှန်မိတာဆရာဘာလို့တက်တည်ပြမလဲအခုအဲ့လိုထားပါလမ်းမချောင်းနဲ့ထားချအောင်ဆရာလုပ်ပြပြီလောဘောပြပြတာတကယ်ပယောကမှန်အကုန်လုံးလို့ရကျွန်တော် line ပေါ်မှာတင်ထားလူတွေအများကြီးရှိတယ်လမ်းမချောင်းနဲ့ရှောက်သွားတာတွေဟဲ့လားလက်မြောက်မနိုင်တဲ့သူလက်မြောက်လို့ရထမင်းမစားတဲ့ချက်ချင်းထမင်းခေါ်ကျွေးတာတွေကျွန်တော်ပြတာတွေအများကြီးရှိတယ်အဲ့ဒါပယောကမှန်တော့ကျွန်တော်တို့ကတိုင်းပြည်ပြည်ကျွန်တော်ချပြရတယ်ဒါဒီပယောကဒါဒီလိုကုလို့ရတယ်ကွာဆိုတော့ချပြတာဒီသဘောပဲနော် ဟုတ်ဆရာ